တယောက်တည်းအရန်မွန်းချက်နေလို့ရင်ပွင့်ချင်လို့ပါမှုအွန်နိုင်ဖို့လည်းအကြံဉာဏ်တွေအားပေးစကားတွေလိုချင်ပါတယ်ရှင်ညီမတို့တွဲလာတာ9 လပိုင်းဆိုရင် relationship တက်တန်းက6 နှစ်ပြည့်ပါတော့မယ်သူနဲ့က LDRS ပါသူနဲ့မတွဲခင်သူဟာ accident ဖြစ်ပြီးဒဏ်ရာတွေနဲ့စိတ်ဓာတ်တွေကျနေခဲ့တယ်သူ့အနေနဲ့ဘဝအနာဂတ်ဝေဝါးနေတဲ့အချိန်မှာညီမသူ့ကိုရရဲလက်တွဲခဲ့ပါတယ်အားပေးဖေးမှရင်စိတ်ခွန်အားတွေပေးရင်ညီမတို့ချစ်သူတက်တန်း3 နှစ်ကျော်အထိအရာရာအဆင်ပြေခဲ့ပါတယ်အဲ့ဒီနောက်သူသင်းမောပြန်လိုက်နိုင်ပြီးအလုပ်တွေပြန်လုပ်နိုင်ခဲ့တယ်သူသင်းမောပေါ်မှာရှိတဲ့အချိန်တွေမှာလည်းညီမဘက်ကသူ့နောက်ကျော်လုံးအောင်စိတ်ဖြောင်းဖြောင်းနဲ့အလုပ်လုပ်ရအောင်အကောင်းဆုံးစိတ်လုံခြုံမှုပေးခဲ့ပါတယ်တစ္ဆာဆောက်ထင်းခဲ့ပါတယ်တွဲလာတဲ့တစ်ချောင်းမှာလည်းငွေရေးကြေးရေးကအစမတောင်းဆိုခဲ့ဘူးသလိုဟိုဟာဒီဟာဝယ်ပေးပါမပူစားခဲ့ဘူးပါဘူးသူပေးတဲ့အရာတွေကိုပဲတန်မိုးထားလက်ခံခဲ့တာပါ LDRS မို့လို့အတူတွေ့တဲ့အချိန်ခရီးအတူသွားတဲ့အချိန်တွေမှာလည်းကုန်ကျငွေတွေကိုသူတယောက်တည်းကိုအကုန်မထွက်ခိုင်းပါဘူးညီမလည်းအတူထွက်ခဲ့ပါတယ်အခုထိလည်းညီမတနိုင်သမျှသူ့အပေါ် physically ရော mentally ရော supporting ပေးခဲ့ပါတယ်သူကညီမကိုပြေဆုံးအောင်တင့်တယ်အောင်ထားခြင်းတဲ့အတွက်သူအရာရှိစာမေးပွဲဖြေမယ်ပြောပါတယ်သူစာမေးပွဲဖြေပြီးအောင်ပြီးတဲ့အထိညီမကိုစောင့်ပေးပါသူစာမေးပွဲအောင်တာနဲ့လာရောက်တင်တောင်းမယ်လို့ပြောပါတယ်ညီမဘက်ကလည်းသူ့ကိုယုံကြည်တဲ့အတွက်စောင့်ပေးခဲ့ပါတယ်မထင်မှတ်ဖယ်ညီမသိလိုက်ရတာကသူဟာညီမနောက်ွယ်မှာဖောက်ပြန်နေခဲ့တယ်ဆိုတာပါပဲပထမအကြိမ်အမှားမလို့ခွင့်လွှတ်ပေးခဲ့တာကိုဒုတိယအကြိမ်ထပ်ပြီးကျူးလွန်ပြန်ပါတယ်ညီမဘက်ကလမ်းခွဲဖို့ပြောတော့သူကအတင်းတောင်းပန်ပြီးနောက်ဆုံးအကြိမ်ဆိုပြီးညီမစိတ်ချရအောင်ဆိုပြီးညီမကို propose တောင်းလုပ်ခဲ့ပါသေးတယ်အခုညီမဘက်ကစောင့်ကြည့်နေတဲ့ကြားမှာပဲတတိယအကြိမ်ညီမအပေါ်မှာအမားထက်ကျူးလွန်ပြန်ပါတယ်အခုတတိယအကြိမ်ရှိပြီမလို့ညီမဘက်ကစိတ်ကိုပြတ်သားနိုင်ဖို့ပြင်ဆင်နေပါတယ်လက်ရှိသူ့ကိုလည်းအကုန်ဘလော့ထားပါတယ်သူတောင်းပန်ရင်ပြန်လက်ခံပြီးမှစိတ်မခိုင်ပါဘူးလဲကြောက်ပါတယ်ညီမတကယ်လွတ်မြောက်ချင်ပါတယ်မှုကိုလုံနိုင်ချင်ပါတယ်ညီမတကယ်ပဲဘလို့ဆက်လုပ်တဲ့မှာတလဲရှင်မိမသားတို့ရှင်ဖွဲ့ရာ